မင်္ဂလာပါရှင်အန်တီဒီနေ့တနေ့လုံးရှောက်လေထားတယ်ဆိုတော့ဒီညနာလေးကိုဒီမှာအခုအန်တို့ဒီဘန်ကောက်ကိုရောက်နေပြီမဲ့ဒီဆန်ဆက်ပြန်လေးအန်တို့တင်လာတာပါအခုဆိုလို့ရှိရင်ဒါအခုဆန်ဆက်ပြန်လေးကိုအန်တို့သုံးလို့ဆိုရင်ဒီလိုအမြုပ်အိတ်ကလေးတွေကိုထည့်သုံးမယ်ရှင်အခုဒါအန်တို့ဒီညနာကိုဒီမိတ်ကပ်နဲ့ဒါဆက်ပြီးပေါ့နော်ဆန်ဆက်ပြန်လေးကိုအန်တို့ဒီလိုမျိုးလုပ်လိုက်လို့ရှိရင်အမြုပ်တွေအများကြီးထားလာတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမျက်နှာကိုဒီနဲ့အရင်စစ်ပြီးတော့ပေါ့နော်ဒီမျက်နှာမြုပ်တွေနဲ့ဒီမျက်နှာကိုပေါ့နော်ဒီမျိုးလေးဒီလေးပြန်သွားတခြားလေးလိုမျိုးလေးပို့တက်နေပြီးတော့ပေါ့နော်ဂျာလီဒီဘောကိုလိုပို့တက်ပြီးစေကြိုးပြီးလို့ရှိရင်ဂျီးလေးပြောင်းသွားအောင်ပေါ့ဒါရုပ်တစ်နေ့လုံးဒါမှကမှရှောက်လေထားလို့ဒါပီနေနေတဲ့ညစာကိုအခုလိုမျိုးစတာဆက်ဆက်ကြနေတယ်စီကြောရလို့ရှိရင်တော့ဖြစ်နိုင်လို့ဒီလေးတွေဒါပြသွားတာပေါ့နော်အခုဆိုဒါဆက်ဆက်ကြဒီလိုမျိုးလေးဒါအမြုပ်ထားဆိုတာလုံးအမြုပ်ထားကောင်းသွားပြီအမြုပ်လေးပါလာဒါလို့တိတိလေးပဲယူလာတာပါဒီကိုလေဘယ်လိုအမြုပ်အထွတ်အတာအများကြီးကောင်းပါလေဒါကိုကတန်းရှင်နှစ်ခါတော့ဘယ်လိုမျိုးလေးဒီမှာတစ်ခါလုံးနောက်တစ်ခါဒုတိယတစ်ခါအဲ့လိုမျိုးလေးတတ်ဆင်ပြီးတော့ပေါ့နော်ဒီနှာခေါင်းလေးတွေဒီပါးလေးတွေပေါ့နော်ဒီနဖူးလေးတွေကိုတိတိကျကျတတ်ဆင်ပြီးရလို့ရှိရင်ဒါဆန်ဆက်ပြလေးနဲ့ကိုချိုက်နေတဲ့ဆက်ပြပေါ့နော်ဒီအသားရည်တဲ့တူနဲ့တူမတူချအောင်ရှိတချို့ကတော့အာလူတချို့ကတော့လေဒီဆန်တချို့ကျတော့လေရွှေကောလာဂျင်ဆက်ပြပေါ့နော်တူနဲ့တူဒါမတူချပါဘူးဒါကိုချိုက်တဲ့ဆက်ပြအနေနဲ့ကိုတိတိကျကျတဆင်လို့ရပါတယ်စေကြလို့ရပါတယ်ရှင်ဒါကောလာဂျင်ပါလိုက်တော့လည်းအသားရည်ကိုစုပ်ပြီးညံ့စေပါလိမ့်ဒီနေ့ကိုအဒီတို့ရှောက်လေထားလို့ဒါတန့်စင်ပြီးတော့ဘုဆိုရင်ဒါလုံးဝပြောင်းသွားပြီပေါ့နော်အလုံးကျေးဇူးတင်ပါတယ်ဒီကိုတိတ်နေတဲ့စက်ပြန်လေးမျိုးဒီလိုမျိုးတန့်စင်လို့ရပါတယ်ကိုယ့်ရဲ့ကိုယ်တိုင်လုပ်သုံးလို့လည်းရပါတယ်ကျေးဇူးတင်ပါတယ်ရှင်